အိုမီလဘညီမတို့ကရွာပြန်တော့မှရွာကို9ရက်နေ့ကနေပြန်မယ်ချမ်းမေးမအမေကပြောနင်းဓမောအင်းကြီးလေဟာရွာကောင်လေးပေးပါရဲ့ဓမောအင်းကြီးကိုရွာမှာဟုတ်ပို့တယ်ကောင်လေးတွေကိုတဲ့အင်းကြီးပေးပါရဲ့ဟုတ်ဒီချင်းပြန်လူပြန်လာအကြလို့ရှိရင်တကယ်လို့လာရရဆိုလို့ရှိရင်ငါတို့ကညီမကလဲရလို့စင်စိုက်ခင်းလေးပြမယ်စိုက်ခင်းလေးရွာမှာစိုက်ခင်းဒါပေမဲ့တကယ်လို့ပဲစိုက်နေလေပဲလေးပြရှိရဆိုလို့ရှိရင်ပဲမဆိုင်ဘူးငါလည်းဆိုင်ရအဆိုလေကိုလက်တွေပြမယ်မဟုတ်ဘူးမကြီးပဲနဲ့မြင်ဘူးတယ်စိမ့်ဆိုတွေပြမယ်စပားကညီမတို့ရွာတိတ်မဆိုင်ဘူးတခြားမရှိဘူးစပါးလည်းမရှိဘူးပဲတော့ရွာဘူးရှိပါတယ်တခြားပဲနီတွေဆိုတာပဲရွာအပဲခင်းနေပြမှာပြီးတော့စိုက်ခင်းနေပြနေပြီးတော့တကယ်လို့ပေါ့နော်တကယ်လို့ပေါ့ဖက်ရှင်နေလို့မတင်ကောင်းမဟုတ်တယ်လေအဖပြောရတယ်ပုံကျဲလို့ကြည့်လာကြည့်ခုရှိမှာပေါ့မကျဲတဲ့နေရာလေးရှိမှာမကျဲတဲ့နေရာလေးစိတ်ဆိုနေမှာမသိဘူးတော့အေလာဝတီမြည်ရည်လည်းပြမယ်အေလာဝတီမြည်အဲ့ဘက်ကမသွားဘူးဘက်ကသွားမှာလေအဲ့ဒါတော့ခါကျအေလာဝတီမြစ်ဘက်ကိုလိုက်ပြီးတော့ကိုပြမယ်စောင့်ကြည့်အေလာဝတီမြစ်ကနေရွာနေဝေးတယ်အဲ့ဒါဆိုဖုန်နေပြမယ်ရွာဖုန်နေပြမယ်မရှိတော့ကြွားနေမဟုတ်လဲရှိတယ်လဲပြလေအော်တယ်လဲပြမယ်အခုပါလဲပြတယ်လဲပြမယ်ဘယ်လဲလဲပြတယ်ဟုတ်လဲပြမှာလဲပဲအကြီးတွေလည်းပြမယ်ပြီးတော့ကွက်လက်အကြီးတွေမမြင်ဘူးကလေးလေးလည်းပြမယ်လို့ရွာကလေးဟာဘလို့ခဏတော့လို့ငါပြမှာလို့ပြောနေမှမသိဘူးအာမီးရောပြမယ်ငါလေးတွေလည်းပြမယ်ရွာမှာငါလို့ရွာမှာငယ်တုန်းကပြမှုပဲစီဟုတ်ပြီတဲ့အဒီတော့ပြဖြစ်နေရတယ်မသိဘူးတော့အိုးပြီးတယ်ကနေအိုးပြီးတယ်ကပဲကြိုက်မနေနဲ့ကြောက်ချက်ကြီးပြီးတော့ကြောက်ချက်ကကြီးလေရွာမှာရှိတယ်မရှိမှာခကြိုင်ပြမယ်ငါတို့ရွာကထင်းမပေါ်ဘူးထင်းမရှိဘူးဆိုတော့ငါတို့ရွာကနှောက်ချီကိုနေပြီးတော့ငါတို့ကလက်နဲ့ဒီလိုဖက်ပန်းနဲ့ရိုက်ပြီးတော့တစ်ပြုံကက်ရတာဟုတ်တယ်ငါတို့ကက်ရတယ်ကိုကြီးဆိုလို့ရှိရင်ကက်ရငါလည်းကက်ဘူးလေငါသူများကက်တာကိုခွာချပြီးလေအာနိုရွာခေါ်မယ်နိုတော့ဝဲဘလို့ပြန်လို့ပြန်မအေးစင်းနေဖြစ်ငါဟာတကယ်လို့စိတ်ပါတယ်ဆိုလို့ရှိရင်ပြောငါတို့ရွာထင်းရှားတာဆိုတော့နှောက်ချီနေရမယ်မဆက်ပြုတ်တက်မတက်နေကျင်းတဲ့ကြီးအားတပင်မလို့ကဲရအာနိုကိုတိုက်မီသွေးလောင်စာချီလောင်စာဖြစ်တော့